အားလုံးပဲမင်္ဂလာပါဗျကိုရဲကြီးပွဲကြိုသုံးသက်ချက် page ကနေပြန်လဲကြိုဆိုလိုက်ပါတယ်မနေ့ကချန်ပီယံလိုက်၄ပွဲလိုက်သုံးသက်ချက်နဲ့ပြောခဲ့ရမှာတော့၄ပွဲသလုံးကျိုးပြနိုင်ခဲ့ပါတယ်ဒီနေ့ညတော့ချန်ပီယံလိုက်ထဲကအကောင်းဆုံး2ပွဲကိုရွေးချယ်သုံးသက်ပေးသွားပါမယ်ပထမဦးဆုံးအနေနဲ့ fan bet နဲ့အတ္တနာနာပွဲတွေမှာအတ္တနာနာတို့နီးပြတဲ့ပထမဦးဆုံးပွဲဥထွန်းမှာနာပိုလီကို9ပြတ်ရှုံးခဲ့တယ်လက်ရှိခန့်ထားတဲ့နီးပြကဖရန်ဒီနာကိုကင်တွေတုန်းကကွင်းဖန်လေးဖြတ်သန်းမှုတယ်ဝီယောဘာတွေ့ကြုံနေငယ်ရှိရဆိုပေမဲ့ပလာတီနိုအနေနဲ့အဝေးကွင်းပွဲစဉ်မှာတော်တော်လေးအားနည်းတယ်ဆိုတာအဲ့တုန်းကအီပိုဂီမာရစ်ပနာတီနာကော့စ်ဘတ်တစ်တို့နဲ့ပွဲစဉ်တွေမှာတော်တော်လေးတိတာခဲ့ပါတယ်လူမန်တို့အီဒါဆင်တို့ပြန်နေကစားလာပေမဲ့ရာသီအစကအဆင်မပြေမှုတွေပြဿနာတွေကြောင့်ပြန်ကစားလာခဲ့ပေမဲ့အရင်လိုခြေစွမ်းမျိုးပြန်မရဘူးဆိုတာကွင်းတွင်စမ်းဆောင်ရည်ကတိတိတတာကိုပြနေတယ်လို့ပါပဲခလာဒါဆာယီကိုနိုင်ပြီးစိတ်ကြီးဝင်ကတလားတော့ထင်ရတဲ့ဖန်ဘတ်တို့တီကိုလီဗာပူးကို9ပြတ်ရှုံးပြီးနာပိုလီနဲ့တေးတော့ရခဲ့ပါတယ်နောက်ဆုံးချန်ပီယံလိ3ပွဲဆက်နိုင်ပွဲပြောက်ပြီးအဆင့်20ခုကိုရောက်နေတဲ့ဖန်ဘတ်အတွက်ဒီပွဲတင်ကတကယ်အရေးပါနေပါတယ်အနည်းဆုံးပလီယိုနေရာအတွက်ဒီပွဲမှာရမမဖြစ်မနေရယူထားဖို့လိုအပ်ပါပြီအသင်းချက်ခဲ့တဲ့ဖန်ဘတ်အနေနဲ့နောက်လာမယ့်ပွဲမှာရမလိုနေတဲ့ဘာစီလိုနာနဲ့အဝေးကွင်းအကွင်းကစားအကောင်းနဲ့အစာပိုင်ကျန်းကလပ်ကွာဘတ်စပါးနဲ့နောက်ဆုံးပွဲဒီလိုအနေထားမျိုးမှာဖန်ဘတ်အတွက်ဒီပွဲတင်ကအနည်းဆုံးတေရောက်ဖို့ထိုက်တန်တဲ့ဖီယာတွေရှိနေပါတယ်အတ္တနာနာကအဝေးကွင်းမှာမာဆေးကိုနိုင်ထားပြီးနောက်ဆုံး3ပွဲသက်မရှုံးထားပေမဲ့လက်ရှိနီးပြတဲ့အဝေးကွင်းအားနေတဲ့ဇိုက်ရှိနေတဲ့ပလာတီနိုနေထားမှာတော့ရမတ်ဆုံးရှုံးလို့မရတဲ့ fan bet body ကိုသာရွေးချယ်ထားတာအကောင်းဆုံးဖြစ်မှာသိကြပါတယ်နောက်ပြီးပွဲချက်တွေပဲရှိနေတော့တဲ့အနေထားမှာ fan bet body ကဒီနေ့ညအတွက်ရွေးချယ်ဖို့ထိုက်တန်တဲ့ရွေးကွက်တစ်ခုပါပဲနောက်တဲ့ပွဲအနေနဲ့အတလက်တီကိုနဲ့အင်တာမီလန်ပွဲတွေပါလာလီဂါအသင်းတွေပြီးခဲ့တဲ့ချန်ပီယံလိပွဲတွေအတိုင်းပဲကြေးကြလို့ကောင်းနေတော့မှာပဲမနေ့ကစားသွားတဲ့ဘာစီလိုနာဗီလာရီရဲ့ဘီဘာအိုတို့တွင်းကိုနိုင်ပွဲပြောက်ပြီးခဲ့တဲ့ပွဲစဉ်၄မှာတော့တီကိုတို့တင်းအောင်96မိနစ်မှာရခဲ့တဲ့တကိုးကြောက်တာကန်ကောပြီးဝင်ယူတဝက်အောင်ခဲ့တယ်ပဲပြောရမှာပါဖိုက်တာတွေတတိမပြုမိတဲ့အသင်းတွေထဲမှာအင်တာမီလန်လည်းပါပါတယ်ချီဗူလက်တဲ့ဖြစ်ပါမလားထင်စရာရှိခဲ့ပေမဲ့လက်ရှိချန်ပီယံလိမှာဘိုင်းရန်အာဆင်နယ်တို့နဲ့နောက်ဆုံးကနေ၄ပွဲကစား၄ပွဲစလုံးနိုင်ထားတဲ့အသင်းလည်းဖြစ်ပါတယ်ဒါပေမဲ့ဥရောပထိပ်တန်းလိကအသင်းတွေမပါဝင်သေးပဲအခုမှပထမအဆုံးရင်ဆိုင်ရမယ့်ပွဲလေးဖြစ်ပါတယ်လက်ရှိမှာတီကိုက level 30အကျော်ပေးထားပြီးဂိုးပေါင်းတွေ3လုံး90နိုင်အကျော်ပေးထားပါတယ်နှစ်သင်းစလုံးကြည့်အောင်လို့တူနေပြီးတီကိုအတွက်ကတော့ဒီပွဲကပိုပြီးအရေးပါနေပါတယ်လို့ပြောရမှာပါလက်ရှိနှစ်သင်းစလုံးဒဏ်ရာပြဿနာပိုင်းကြီးကြီးမားမားမရှိပေမဲ့ဒီလိုပွဲတွေမျိုးမှာတပါးရစီမျိုးနီရဲ့တီကိုပို့ပြီးတော့အလေးပေးကြပါတယ်ချီဘူးလက်ထက်ဘောလုံးပိုက်ဆိုင်မှုပိုအသားပေးကစားလာတာကအင်တာတွက်အားရစရာဆိုပေမဲ့ဒီရသည့်အင်တာမီလန်အဝေးကွင်းပွဲတွေမှာဂျူပီတာနာပိုလီတို့လိုအိမ်ကွင်းကောင်းတဲ့အသင်းတွေကိုအနိုင်ရဖို့ရုပ်ကန်နေရတာတွေ့ရပါတယ်နောက်ဆုံး9ပွဲဆက်နိုင်ပြီးဒီရသည့်အချီနဲ့တေးတာကြားခဲ့တာကလွဲရတီကိုအိမ်ကွင်းကစားအတော်လေးတည်ငြိမ်ပါတယ်နောက်ဆုံးအိမ်ကွင်း10ပွဲဆက်လက်အနိုင်ရထားပြီးအိုဆာဆူနာကတကိုးပဲရခဲ့တာကလွဲရကြက်ပွဲတွေမှာတပွဲကိုအနည်းဆုံး2ဂိုးရထားတဲ့တိုက်စစ်ပိုင်းကအင်တာကိုအိမ်ကွင်းမှာအကောင်းဆုံးဖိအားပေးနိုင်မှာသိကြပါတယ်ဒါကြောင့်ဒီနှစ်သင်းချားမှာရမှတ်လိုအပ်ချက်ရလဲတီကိုကပို့ပြီးအလေးပေးတင်နေတယ်လို့ထင်ပါတယ်ဒါကြောင့်အတလက်တီကိုနဲ့အင်တာမီလန်ပွဲတွေမှာအတလက်တီကိုဘော်ဒီကိုရွေးချယ်ထားတာစိတ်ချမ်းသာရမှာပါယနေ့ညအတွက်အကောင်းဆုံး2ပွဲဖြစ်တဲ့ fan bet body နဲ့အတလက်တီကိုဘော်ဒီကိုရွေးချယ်သုံးသက်ပေးလိုက်ပါတယ်အားလုံးပဲအကျိုးမြတ်တွေရပါလိမ့်ဗျဗီဒီယိုလေးကိုအစားဆုံးနားထွင်ပေးတဲ့ညီကိုတယောက်စီတိုင်းအထူးပဲကျေးဇူးတင်ရှိပါတယ်